ရခိုင်ကြံဖက်လက်နက်ကိုင်အဖွဲ့ AA ကသိမ်းပိုက်ထားတဲ့မြောက်ဦးမြို့မှာ AA ရဲ့ခွင့်ပြုချက်နဲ့ဖွင့်လှစ်ထားတဲ့ KTV တခုမှာမိန်းကလေးငယ်တွေအစိုးလိုက်လင်းကျုံပြုခံရတာတွေလောက်ခလာစားတွေခေါင်းပုံဖြတ်ခံရတာတွေရှိနေကြောင်းနှစ်လတာအကြောင်းမှထွက်ပြေးလွတ်မြောက်လာတဲ့သူကဖော်ထုတ်ပြောဆိုခဲ့တဲ့ဆိုတဲ့သတင်းတစ်ပုဒ်ကို PN ကတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ရဲ့ရှင်းဟောင်းရင်ကျေးမှုမြို့ဟောင်းတစ်ခုဖြစ်တဲ့မြောက်ဦးမြို့ပေါ်က KTV တစ်ခုမှာအလုပ်လုပ်ကိုင်နေတဲ့အသက်20ဝန်းကျင်အရွယ်မိန်းကလေးငယ်တစုမှာလောက်ခလာစားတွေခေါင်းပုံဖြတ်ခံနေရပြီးလိမ်မှုကိစ္စကြုံပြုခံနေရကြောင်းအဆိုပါ KTV ကနေနှစ်လတာအကြာမှာထွက်ပြေးလွတ်မြောက်လာသူတဦးကဖော်ထုတ်ပြောဆိုလိုက်ပါတယ်။မြောက်ဦးမြို့ပေါ်ကရွှေရလိုအမည်ရှာတဲ့ KTV တခုမှာလောက်ကိုင်းနေတဲ့မိန်းကလေးငယ်တွေကိုစံပိုင်ရှင်တွေကအတင်းအဓမ္မလိမ်ကျုံပြုဖို့ခိုင်းစေတာတွေလောက်ခလာစားတွေကိုခေါင်းပုံဖြစ်တာတွေအပြင်ညှဉ်းပန်းနှိပ်စက်တာတွေကိုပါပြုလုပ်နေတာတွေရှိနေတယ်လို့အဆိုပါ KTV ကထွက်ပြေးလွတ်မြောက်လာသူမိန်းကလေးငယ်တဦးရဲ့ဖော်ထုတ်ပြောဆိုချက်ကိုရခိုင်အခြေစိုက်မီဒီယာတစ်ခုဖြစ်တဲ့ Arakan Base News ကမေလ24ရက်နေ့မနေ့ကသတင်းရေးသားခဲ့တာဖြစ်ပါတယ်။မြောက်ဦးမြို့နယ်ကိုရခိုင်ကြံဖက်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ AA ကသိမ်းပိုက်ထားတာဖြစ်ပြီးမြောက်ဦးမြို့ကို AA ရဲ့အုပ်ချုပ်ရေးအဖွဲ့နဲ့အုပ်ချုပ်လက်ပတ်နေပြီး AA ရဲ့ခွင့်ပြုချက်မရှိဘဲဘယ်လိုလူမှုစီးပွားရေးလုပ်ငန်းမှလုပ်ကိုင်ခွင့်မရှိတာဖြစ်ပါတယ်။မြောက်ဦးဒေသခံတွေရဲ့ဈေးဆိုင်တွေအပါအဝင်အရက်ဘီယာဆိုင်တွေစားတောက်ဆိုင်တွေနဲ့ KTV မာဆက်လုပ်ငန်းတွေကို AA ရဲ့ခွင့်ပြုချက်နဲ့ဖွင့်လှစ်လုပ်ကိုင်နေကြရတာဖြစ်ပြီးအခုလုံးမိန်းကလေးတွေအစုလိုက်လင်းကျုံပြုခံရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ရွှေရိုးရ KTV ဟာလေ AA ရဲ့ခွင့်ပြုချက်နဲ့ဖွင့်လှစ်လုပ်ကိုင်နေတဲ့လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။အဆိုပါ KTV မှာလောက်ကိုင်းနေတဲ့အမျိုးသမီးငယ်တွေမှာအခုလိုအနိုင်ကျင့်ခံနေရကြောင်းကိုဖော်ထုတ်ပြောဆိုလာသူမှာပေါက်တော်မျိုးနဲ့ကျေးရွာတရွာကအသက်22နှစ်အရွယ်မိန်းကလေးငယ်တဦးဖြစ်ကြောင်းသူမဟာသူမရဲ့ကျေးရွာမှာမိခင်ဖြစ်သူပထွေးဖြစ်သူနဲ့နေထိုင်နေမောင်နှမ3ဦးအနက်ကောင်အကြီးဆုံးသမီးဖြစ်ပြီးအသက်9နှစ်အရွယ်တားယောက်ျားတဦးနဲ့အတူနေထိုင်သူတဦးဖြစ်ကြောင်း Arakan Base News ရဲ့ရေးသားချက်အရသိရပါတယ်။အိမ်တော်ကွယ်တော်9နှစ်ခန့်ရှိပြီဖြစ်ပြီးစားတောက်ရေးအခက်အခဲတွေကြောင့်အလုပ်အကိုင်မရှိတဲ့သူမဟာပြီးခဲ့တဲ့မလအတွင်းကသူမတို့ကျေးရွာဘက်ကိုစစ်ပေးရှောင်လာတဲ့စစ်တွေမျိုးကစစ်ပေးရှောင်အမျိုးသမီးတဦးရဲ့ဆက်သွယ်ပေးမှုကနေတဆင့်ရွှေရ KTV မှာဝင်ရောက်လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့အဆိုပါသတင်းကဆိုပါတယ်။ KTV မှာဧည့်သည်တွေကလက်ကလေးခံရုံလောက်နဲ့ဝင်ငွေကောင်းရှာမယ်လို့ဆက်သွယ်ပြီးတဲ့စကားကြောင့်အလုပ်ဝင်ရောက်ခဲ့တဲ့သူမဟာတုံကနေလက်မှတ်ချုပ်ဆိုလုပ်ကိုင်ခဲ့ရကြောင်းအလုပ်လုပ်နေတဲ့သူအချင်းချင်းစကားပြောခွင့်မပေးတဲ့အပြင်မိန်းကလေးငယ်တွေကိုတယောက်တစ်ခန်းစီခွဲပြီးထားကြောင်း24နာရီလုံးမနာရပဲအလုပ်လုပ်ရတယ်လို့အိမ်ပြန်ခွင့်လည်းမပေးကြောင်းသူမရဲ့ဖော်ထုတ်ချက်တွေအရသိရပါတယ်။တလားကိုစေသိန်းခန့်ရှာမယ်ဆိုတဲ့ကတိနဲ့အလုပ်လုပ်ကိုင်ခဲ့တဲ့သူမကအလုပ်ဝင်တဲ့နေ့မှာငွေ9သိန်းနဲ့အဝတ်အထည်6စုံကျိုးတင်ထုတ်ပေးခဲ့ပေမယ့်နောက်စာထုတ်တဲ့အခါအဆိုပါအဝတ်အထည်ကို9သိန်းကျော်နဲ့ထမင်းစရိတ်ကို4သိန်းခန့်ဖြတ်တောက်ခဲ့တာကြောင့်ပထမတလထဲမှာတင်73သိန်းခန့်အကျွေးတင်ခဲ့ရတယ်လို့ဖြစ်ဆိုထားတာကိုတွေ့ရပါတယ်။တာဘင်းတကြံအတွက်တိရှက်စစ်တင်နဲ့ဘောင်းမီတထဲကိုသူတို့စီကထပ်ဝယ်ခဲ့ရပေမယ့်ဈေးနှုန်းတွေကိုစိုင်ပိုင်ရှင်တွေကကြုံမပြောခဲ့ကြောင်းလက်ကန်ရဲလျှောက်တဲ့အခါအရင်73သိန်းအပါအဝင်တိရှက်စစ်တင်နဲ့ဘောင်းမီတထဲကို30ကျော်အထိအကျွေးတင်သွားတယ်လို့လည်းသိရပါတယ်။ဆိုင်ရှင်တွေအောင်မိန်းကလေးငယ်တွေကိုအလောက်ကထွက်မသွားနိုင်အောင်အကျွေးပေါ်အကျွေးထက်အောင်ရည်ရွယ်ချက်ရှိရှိနဲ့တမင်လုံးနေကြတာဖြစ်ကြောင်းထမင်စီကအဆောင်ထမင်ချက်ဖို့အတွက်ထင်အဆောင်သူမတို့ရဲ့ငွေတွေနဲ့သာဝယ်ရကြောင်းကျုပ်ကျော်တလုံးကိုငွေချက်1000ထိပေးဝယ်စားခဲ့ရကြောင်းအပြင်ကဘာပစ္စည်းမှပေးမတော့တလုံးအင်ကြီးကအစားအတော့အစုံသူတို့စီကပဲမဖြစ်မနေဝယ်ရတယ်လို့လည်းရှင်းဖွင့်ထားတာဖြစ်ပါတယ်။အဆိုပါရွှေရ KTV ကိုရခိုင်လူမျိုးတွေဖြစ်ကြတဲ့ပါရှင်ဖြစ်သူအသက်56နှစ်အရွယ်မမိုးခွန်ခင်မိုးဝင်းနဲ့သူမရဲ့ဒုတိယမြောက်ခင်မွန်ဖြစ်သူအသက်29နှစ်အရွယ်ကျော်ဝင်းနိုင်တို့အပြင်ဝန်ပြည်နယ်ပြည်နယ်မျိုးကနေမန်နေဂျာဖြစ်လာရောက်လုပ်ကိုင်နေတဲ့အသက်45နှစ်အရွယ်လှလှဝင်းခေါ်မိခခေါ်မမောင်မတို့ကဦးစီးလုပ်ကိုင်က KTV ဝန်ထမ်းမိန်းကလေးငယ်တွေအပေါ်အခုလိုပြုမှုဆက်ဆံနေကြတာဖြစ်ပါတယ်။သူမဟာရွှေရ KTV မှာ2လကျော်ကြာပိတ်လောင်ခံထားရရာကနေပြီးခဲ့တဲ့မေလ20ရက်နေ့ညနေ9:00နာရီကျော်အချိန်ကတမ်မီတလုံးဗလိတာတချမ်းကိုယူဆောင်အောင်ကျိုးရည်နဲ့တွဲပြီးချီနှောင်ထားတဲ့တွက်ချက်ပြားနေရန်ကိုဖျက်တောက်ပြီးထွက်ပြေးလွတ်မြောက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။
သူမမောင်ထွက်ပြေးလွတ်မြောက်လာခဲ့ပေမယ့်သူမနဲ့အတူအခုလိုဖြစ်စဉ်တွေကိုခံစားနေရတဲ့အသက်19နှစ်နဲ့20ကျော်ဝန်းကျင်အရွယ်နောက်ထပ်အမျိုးသမီးငယ်20ဦးခန့်ကြန့်ရှိနေသေးကြောင်းစံပိုင်ရှင်တွေရဲ့အဝတ်အစားတွေအပြင်အတွင်းခံပေါင်းတွေကအစာရှော့ဖို့ပေးရပြီး၎င်းတို့အိမ်သာတက်ပြီးတဲ့အခါအင်နာရှည်တွေလောင်းပေးကြတာအဆုံးလုပ်ပေးရကြောင်းအပြည့်တစုံတရာမရှိဘဲပါရိုက်တာတွေဝါယာကျုံနဲ့ကြောပြင်တွေကိုပြင်းထန်စွာဆေးဆူရိုက်နှက်တာတွေကိုလည်းခံခဲ့ရတယ်လို့သူမရဲ့ပြောဆိုချက်အရသိရပါတယ်။ဒါပြင် KTB မှာ HIV ရောဂါပိုးကူးစက်ခံထားရသူအမျိုးသမီး2ဦးရှိနေပြီး AA အဖွဲ့ရင်ဆေးဘက်ဆိုင်ရာဌာနကလိင်လုပ်သားတွေကို HIV ပိုးကာကွယ်ဆေးထိုးတဲ့အခါအဆိုပါအမျိုးသမီး2ဦးမှာဆေးထိုးခွင့်မရဘဲရှိနေကြတယ်လို့လည်းသိရပါတယ်။အဆိုပါ KTB ကနေရခိုင်ကထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားခဲ့သူ2ဦးရှိခဲ့ပြီးထွက်ပြေးဖို့ကြိုးစားစဉ်မှာဖမ်းမိခဲ့တာကြောင့်အသေးအကျေရိုက်နှက်ခံရကအလုပ်လုပ်ဖို့ထမင်းစားဖို့နဲ့အဝတ်လျှော်ဖို့အတွက်တောင်အခန်းတကာအဖွင့်အပိတ်လုပ်ပေးပြီးကြံတဲ့အချိန်ဒီမှာအခန်းနဲ့တက်ခတ်ပိတ်လောင်ထားတယ်လို့လည်းသူမရဲ့ပြောဆိုချက်အရသိရတာဖြစ်ပါတယ်။အခုတနေ့နေ့တက်လာပြီးနောက်လူမှုကွန်ရက်စာမျက်နှာတွေကတဆင်ကူးယူဖော်ပြမှုတွေဟာတမန်ဟုတ်ချမ်းပြန်နှံ့သွားပြီး KTB ဆိုင်ပိုင်ရှင်တွေပေါ်မကျေနပ်တဲ့တွေထပ်ပေါ်လာခဲ့တယ်လို့ AA တာဝန်ရှိသူတွေအပေါ်ဝေဖန်ပြစ်တင်တဲ့မေးခွန်းတွေမေးမြန်းထားတဲ့လူမှုကွန်ရက်အသုံးပြုသူတွေရဲ့အသံတွေလည်းကျဲလောင်စွာထပ်ပေါ်လာခဲ့ကြတာဖြစ်ပါတယ်။အဆိုပါတဲ့အောက်မှာလူမှုကွန်ရက်အသုံးပြုကြတဲ့ရခိုင်လူမျိုးရဲ့ AA အဖွဲ့ကိုရခိုင်ဘာသာစကားနဲ့ဝေဖန်ပြစ်တင်နေထိုရေးသားချက်အချို့ကို PN ကပြန်လည်ဖော်ပြပေးထားပါတယ်။ဘယ်နေရာပါရှိလဲဘာလို့နေကြလဲဆိုတာသူတို့အသိဆုံးပဲနှာခေါင်းပိန်မျက်စိပိန်နားကန်းနေတာလဲသူတို့ပိန်သူတို့ခွင့်ပြုချက်မရှိဘဲအရက်ဆိုင် KTB မာဆာတို့ကိုဘယ်သူဖွင့်ရဲလို့လဲစုံစမ်းနေစရာမလိုဘူးသူတို့စီမှာလစ်စင်းကရှိပြီးတော့မျက်နှာစီရဟင်းဘက်ပါဆိုတဲ့အတိုင်းငွေမျက်နှာကစားပေါက်ဖြစ်နေကြပြီလို့လူမှုကွန်ရက်အသုံးပြုသူရခိုင်မျိုးသားတို့ကပြည့်ပြည့်နှစ်ဝေဖန်ထားပါတယ်လိုက်ဖန်စရာလားသူတို့ကိုယ်တိုင်ဖွင့်ထားတာလေမသိစရာလားပြည်တန်းစားလဲသူတို့ပဲခြားကြတော့ပြည်သူတွေမှာအခုလိုလုပ်ဖို့နေနေတာမငတ်အောင်မနေရုန်းကန်နေရတယ်လို့ရခိုင်တအူးကဝေဖန်ထားတယ်လို့ရခိုင်မှာတာဝန်ရှိတဲ့လူကြီးတွေပတ်စံပုံနာကြပြီးနေမှာရခိုင်မှာစင်းရဲသားတွေရဲ့အသက်တွေဟာတန်ဖိုးမရှိတော့ဘူးလို့လေနောက်ရခိုင်လူမျိုးတအူးကပြစ်တင်စကားပြောဆိုထားပါတယ်တချို့ဗမာတွေပြောရင်လည်းပြောစရာပဲရခိုင်ပြည်ကိုAAကအုပ်ချုပ်ခါမှာရခိုင်ပြည်မှာဘိန်းဖဲပေါ်တယ်ဆိုတာဟာလေတစ်ဖက်ကကြည့်ရင်မှန်တယ်လို့ဖြစ်နေပြီမတိမ်မှုဆိုရင်လေကြည့်လိုက်ရင်ဝမ်းကချတဲ့ကလေးတွေတောင်မလွတ်ဒါတွေကိုအထက်လူကြီးတွေကမသိတာလားတိတိကျကျနဲ့မသိကြအောင်စောင့်နေတာလားဒီတိုင်းဆိုရင်တော့ရခိုင်ပြည်သူတွေကရှေ့ကိုခီးဆက်ဖို့အတွက်ရှင်းလင်းစရာပါဒါပေမဲ့ကိုလိုဖော်တဲ့စေကိုလိုခခငန်းငန်းမျိုးချရဖို့ပဲရှိတော့တယ်လို့လေစိတ်ပြက်လက်ပြက်နဲ့ညှို့ထားတာကိုလည်းတွေ့ကြရမှာပါတခါမှမကြဘူးလားတွေပဲမျိုးနယ်မှုတွေခရိုင်မှုတွေပါပြည့်တဲ့စာခန်းဖွင့်နေကြတာရှိမှာပေါ့လို့တရားတိုင်မိုးကလည်းနေထင်းကိုယ်တိုင်က KTB ပိုင်ရှင်လောက်မှမသိတော့ဖြစ်တတ်ပါတယ်လို့လည်းတရားတဖြည်းဖြည်းရုံလုံးပေါ်လာပြီလို့လည်းတရားနိုင်ငံခြားကလုံးဝပြန်မလာတော့ဘူးဗမာစစ်တပ်ကအုပ်ချုပ်ခြင်းကစိုးရလို့ထင်ထားတာအခုကပို့ပြီးစိုးလာတယ်လို့လည်းတရားအမြင်တစ်မျိုးစီနဲ့ပြည့်တင်ဝေဖန်ရေးသားထားကြတာကိုလည်းတွေ့ရတာဖြစ်ပါတယ်အဲ့ဒီတော့ဝေဖန်တဲ့တွေထပ်ပေါ်လာခဲ့ပြီးနောက်မှာတော့ AA အဖွဲ့ရဲ့မြောက်ဦးခရိုင်အုပ်ချုပ်ရေးဌာနကဝင်ရောက်စစ်ဆေးပြီးအဆိုပါ KTB ပိုင်ရှင်တွေနဲ့တာဝန်ရှိသူတွေကိုစစ်ဆေးမေးမြန်းဖို့ခေါ်ယူသွားခဲ့တယ်လို့သိရပါတယ်။ဖန်စီရမိတဲ့အထက်မှာ KTB ပိုင်ရှင်2ဦးနဲ့တမီးကြီးဖြစ်သူအသက်35နှစ်အရွယ်နှင်းဤဖြိုတမီးငယ်ဖြစ်သူအသက်32နှစ်အရွယ်ဝေစင်တို့အပါအဝင်၎င်းတို့ရဲ့မိသားစုဝင်တဦးဖြစ်တဲ့အသက်32နှစ်အရွယ်ကျော်စင်မျိုးတို့ကိုလည်းဖမ်းမိခဲ့တယ်လို့သိရပါတယ်။ဒါပြင် KTB မန်နေဂျာနဲ့အတူမန်နေဂျာနဲ့ရင်းနှီးသူစည်ရင်းကံမှုယူဆရသူရန်ကုန်မြို့တောင်ဥက္ကလာကအသက်42နှစ်အရွယ်ဝင်ပြေခေါ်ထိတ်ထားနေဝန်ထမ်း20ကျော်တို့ကိုလည်းဖမ်းဆီးမိခဲ့တယ်လို့သိရတာဖြစ်ပါတယ်။ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ KTB ဝန်ထမ်းအမျိုးသမီးငယ်အများစုမှာရခိုင်တိုင်းရင်းသူတွေဖြစ်ပြီးအချို့မှာတော့ပြည်မဘက်ကအလုံးလောက်ကင်ဖို့ရောက်ရှိနေသူတွေဖြစ်တယ်လို့လည်းသိရတာဖြစ်ပါတယ်။လက်ရှိရခိုင်ပြည်နယ်ကမြို့နယ်အနှံ့အပြားမှာ AA ရဲ့မြို့သိမ်းတိုက်ပွဲတွေကြောင့်ဒေသတွင်းစာဝတ်နေရေးအခက်အခဲတွေအလောအကိုင်ရှားပါမှုတွေနဲ့ကြုံတွေ့နေရပြီးရခိုင်အမျိုးသမီးငယ်တွေမှာမတမာတွေရခိုင်စီးပွားရေးသမားတွေကလိမ်လုံသားအဖြစ်အသုံးချမှုတွေခံနေကြရတယ်လို့ငွေရေးကြေးရေးအခက်အခဲကြောင့်မိမိတို့စိတ်သဘောဆန္ဒအရာအခုလိုမကောင်းတဲ့လုပ်ရက်တွေကိုလုပ်ကိုင်ကစိုးရတဲ့ပြည်နယ်တွင်းအခက်အခဲအချက်အတွေးတွေကိုဖြေရှင်းနေကြရတာလည်းဖြစ်ပါတယ်။မြောက်ဦးအပါအဝင်အေးကသိမ်းပိုက်ထားတဲ့မြို့တွေမှာအရက်ဘီယာဆိုင်တွေစားတောက်ဆိုင်တွေနဲ့အခုလိုမူရည်စေဝါနဲ့မိမအပျော်အပါတွေရှိအောင် KTB တို့မဆက်တို့လိုလုပ်ငန်းတွေဟာအေးရဲ့ခွင့်ပြုချက်နဲ့တောင်လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။
တချို့မျိုးတွေမှာ KTV တွေရှိတဲ့အနီးတစ်ဝိုက်ကဒေသခံတွေတောင်အခုလို KTV တွေရှိနေမှမသိပေမယ့် အေးအဖွဲ့ဝင်တွေအပါအဝင်သူတို့နဲ့နှိစက်သူတွေလောက်သာလာရောက်ပြောပါကြတာဖြစ်တယ်လို့စစ်ပွဲတွေဖြစ်နေတဲ့အချိန်ကာလတွေမှာတော့ညပိုင်းတွေမှာအခုလိုပြောပါတောက်စားမှုရနေတာတွေကိုပြုလုပ်နေကြတာဖြစ်တယ်လို့ရခိုင်ဒေသခံတွေစီကနေတဆင့်ကြားနေရပါတယ်အေးရဲ့ကွန်ပျူတာနဲ့ဖွင့်ထားတဲ့ KTV တွေရဲ့မင်္ဂလိဝန်ထမ်းလိုအပ်ချက်တွေကြောင့်ပွဲစားတွေကိုရခိုင်ပြည်နယ်အနှံ့ကျေးရွာတွေပါမကြမ်းစိတ်လွတ်ကောင်ထမင်းဆိုင်လက်ဖက်ရည်ဆိုင်တို့အတွက်အလုပ်သမားလိုအပ်ကြောင်းလက်စာကောင်းကောင်းရှာမှာဖြစ်ပြီးလိမ့်နေစီယုံခေါ်ယူပြီးအခုလိုအခချင်းတွေကောင်းပုံဖြစ်တာတွေလိန်ကျုံပြတာတွေနဲ့လူမဆန်စွာနှိမ့်ဆက်နေတာတွေကိုပြုလုပ်နေကြတာကိုရခိုင်အမျိုးသမီးငယ်တွေကခါးစည်းခံနေကြရတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ကျွန်မဆုမြလိုက်ပါ